အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အရန်စားလို့ကောင်းတဲ့ဝက်သားလုံးရော်နဲ့ဝက်သားလုံးချင်ဆက်ဟင်းလေးလေးကိုကျွန်တော်ချက်ပြပေးမှာဖြစ်ပါတယ်သူကဝက်သားမစားရလို့ဆိုလို့ရှိရင်လည်းကျွန်တော်ချက်သားသုံးပြလို့ရပါတယ်ကျွန်တော်တို့ဒီနေ့ဝက်သားကြိတ်ပြီးသားကိုဝယ်ထားတယ်အရင်ဆုံးကျွန်တော်မှုေးသွားအောင်လို့စီမွေးထည့်မယ်ပြီးရင်ကျွန်တော်တို့ချက်သားမှုန့်ထည့်မယ်ကျွန်တော်ငေးကောင်းမှုန့်ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ပဲငံပြားကြီးကောင်းစင်းလေးကိုထည့်ပါမယ်ပြီးရင်ကျွန်တော်တို့ပြောင်းမှုမဟုတ် construct ကိုအနေငယ်ထည့်ပါမယ်ပြီးရင်တော့ဒီချာလေးသမောင်းဒီချာလေးချစ်သွားအောင်ငယ်ပေးပါမယ်ပြီးရင်ကျွန်တော်စီပူတဲ့ထဲမှာအလုံးလေးတွေလုပ်ပြီးတော့ဝက်သားလုံးကိုကြော်ပါမယ်ခင်ဗျာကဲဝက်သားလုံးလေးတွေဒီလိုရွှေအိုအောင်တန်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏဆယ်ထားလို့ရပါပြီတကယ်လို့ချင်းဆက်မကြိုက်ဘူးကလေးတွေစားမယ်ဆိုလို့ရှိရင်လည်းဒီအနေထားမှာအချင်းလေးနဲ့တို့ပြီးတော့ ready သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ကျွန်တော်တို့ထမင်းနဲ့စားမှာဖြစ်တဲ့အတွက်ချင်းဆက်ကလေးချင်းဆက်ကိုဝက်သားလုံးနဲ့ရောပြီးတော့ချက်ပြမှာဖြစ်ပါတယ်ဒီတော့ချက်တမျိုးစီတက်ပါမယ်ရွှေအိုအောင်တန်းလာရင်ရှင်ကျွန်တော်တို့အယောင်တင်းပုံလေးထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကြိတ်ထားတဲ့ခင်းမြင်လေးထည့်ပါမယ်ခန်းငင်လေးအနှံ့ပြောင်းအောင်တေချာစီတက်ပေးပါမယ်။ပြီးရင်ကျွန်တော်တို့ငံပြားကြီးထည့်ပါမယ်။ပြီးကျွန်တော်ရေလေးပါးပါးလေးလိုက်ပြီးမယ်။ပြီးရင်တော့ကျွန်တော်တို့ကြော်ထားတဲ့ကြက်တော်အညီကြော်ထည့်ပါမယ်။သူကအနှစ်ရအောင်ထည့်တာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ငယ်တီးစိမ့်ထည့်ပါမယ်ကျွန်တော်ကဆက်ကြိုက်တဲ့အတွက်ငယ်တီးစိမ့်အများကြီးထည့်ထားပါတယ်ဒီလိုအဆက်မကြိုက်တဲ့လူလည်း short ထည့်လို့ရပါတယ်ကဲပြီးရင်ကျွန်တော်စက်သားမောင်လေးနဲ့ထည့်ပါမယ်ကျွန်တော်တို့စက်သားမောင်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တံမြာသီးလေးညှစ်ထည့်ပါမယ်ပြီးရင်ကျွန်တော်ကြော်ထားပြီးသားဝက်သားလုံးလေးတွေကိုတစ်ခါတည်းထည့်ပြီးတော့ရောသမမှွေပါမယ်ပြီးရင်အနက်လေးမှွေသွားအောင်လို့ရှမ်းနံဗမာနံလေးတွေအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အရန်ကိုစားလို့ကောင်းတဲ့ချင်းဆက်ထိမိဝက်သားလုံးချင်းဆက်ဟင်းလေးတစ်ခွက်ကိုရရှိပြီဖြစ်ပါတယ်အဲ့တော့ဒီ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင်တော့အားလုံး like ချက်ကြည့်ဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ